ခံခိုင်းနေတယ်အဲ့ကစစ်မှုထမ်းမတရားပေါ်တာဆိုဦးမျိုးတခဲနဲ့ကျွန်တော်တိုက်ကြကြပါအခုဒီနေ့ကျွန်တော်တင်ပြပြကြည့်ရတယ်ဒီစင်ပါလားဆေးရနေပါကျွန်တော်တို့အားလုံးအပြည့်မထွက်ပဲနဲ့အတန်းတိုက်စပိုက်လုပ်ရင်းနဲ့ဆေးအာဏာရှင်စနစ်ကိုလုံးဝကျွန်တော်တို့လူတည်းလုံးကဒီလုံးညီညွတ်သွားတဲ့လက်မကဲတော့ကြာတာကြဖို့ဆိုင်ရစထရိုက်ကိုဒီစင်ပါလားဆေးရနေပါကျွန်တော်တို့လုပ်တယ်တိုက်တယ်တော့တိုက်တယ်လုပ်တယ်အားလုံးစီစီလုံးညီညွတ်နဲ့ပါဝင်ပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်